အမေဖြစ်သူကကောင်မလေးကိုရေဒီယိုလေ့ကျင့်ခန်းလောက်ပဲတင်ပေးခဲ့ပါတယ်။ရလက်အနေနဲ့ကောင်မလေးကနိုင်ငံရဲ့ထိပ်တန်းကိုသမားကိုစိန်ခေါ်ဖို့ကွင်းထဲကိုပြေးဝင်သွားခဲ့ပါတယ်။ဒါပေမဲ့အားနေတဲ့ငါနှစ်သမီးလေးတယောက်အနေနဲ့သူမကကိုသမားနဲ့ဘယ်လိုလှုပ်ရှင်ပြိုင်နိုင်မှာလဲလူတိုင်းကသူမကိုလန်းကိုဖြတ်နေတယ်လို့ထင်ခဲ့ကြတယ်။ဒါပေမဲ့ကောင်မလေးရဲ့အမေကတော့သူမအပေါ်ယုံကြည်မှုအပြည့်ရှိနေခဲ့ပါတယ်။လူတိုင်းစိတ်ရှုပ်ထွေးစွာကြည့်နေချိန်မှာကောင်မလေးကခြေလန်းနဲ့ငယ်နောက်ဆုတ်လိုက်ပြီးခြေထောက်ကိုဝေ့ရမ်းကလေထဲမှာအားပါပါကန်သွင်းလိုက်ပါတယ်။ဘောလုံးကတောက်လောင်နေတဲ့ငကားတစ်ကောင်လိုကိုပေါက်စီတက်တက်မတ်မတ်ပြန်တန်းသွားခဲ့တယ်။ကိုသမားမတုံ့ပြန်နိုင်ခင်မှာပဲဘောလုံးကပိုက်ကွန်နဲ့ရောက်ရှိနေခဲ့ပါပြီ။ရှိနေသူအားလုံးမယုံနိုင်တဲ့အမူအရာတွေပြသခဲ့ကြတယ်ဒီလိုအားနွယ်ပုံရတဲ့ကောင်မလေးမှာဒီလောက်အမခံဘောလုံးစွမ်းရည်ရှိနေမယ်လို့သူတို့မယုံကြည်နိုင်ခဲ့ကြဘူးအဲ့ဒီအချိန်မှာကိုသမားကအရှုံးကိုလက်မခံချင်ပဲကောင်မလေးကသူ့ကိုအငိုက်ဖမ်းပြီးခိုးကြောင်ခိုးဝက်တိုက်ခိုက်ခဲ့တာပါလို့အကြောင်းပြချက်တွေပေးဖို့ကြိုးစားခဲ့တယ်သူကကောင်မလေးနဲ့နောက်တစ်ချိန်ပြန်ကန်ဖို့တောင်းဆိုခဲ့တယ်အမှန်တရားကတော့ကိုသမားကတန်ရှင်းရေးသမားရဲ့သမီးကိုရှုံးနေရတာဟာလုံးဝအရှက်ရစရာလို့ထင်နေခဲ့တာပါသူကကောင်မလေးရဲ့အမေကိုသူ့အာယုံလွင့်အောင်တမင်လုပ်တယ်လို့တောင်ဆွဆွဲပြီးချင်းချောက်ဖို့ရှေ့တိုးလာခဲ့တယ်ကောင်မလေးကသူ့အမေကိုကာကွယ်ဖို့ချက်ချင်းဝင်ရောက်လာခဲ့တယ်စီကံဖောက်ဖြတ်တာကရွေးချယ်စရာမဟုတ်ပါဘူးကျေးဇူးတင်စရာကောင်းတာကအမေဖြစ်သူကစကလုံးတွေနဲ့ဝင်တာခဲ့တယ်မဟုတ်ရင်ကိုသမားပြဿနာကြီးတက်သွားမှာပါကိုသမားရဲ့အဖေကဒါကိုမြင်ပြီးဒေါသပေါက်ကွဲခဲ့တယ်မင်းပြဿနာရှာနေတာပဲအဖေဖြစ်သူကဘောလုံးဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဖြစ်တာကြောင့်သူ့သားဒီလိုဆက်ဆံခံရတာကိုမြင်တော့သူ့ကုံတိတ်ခါထိခိုက်တယ်လို့ခံစားလိုက်ရတယ်သူကသားမိနှစ်ယောက်ကိုကိုယ်တိုင်ကင်တွေဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်တယ်ဒီတစ်ခါသူ့ရံဘက်မှာရွေးမိမှန်သူလုံးဝမသိခဲ့ပါဘူးတကယ်တော့လွန်ခဲ့တဲ့16နှစ်ကအမျိုးသမီးကဒါရှအသင်းကိုအမျိုးသမီးကမ္ဘာဖလားစီဦးဆောင်ခေါ်သွားခဲ့ပူပါတယ်ဘိုလ်လူပွဲမှာသူတို့ကကြောက်မက်ဖွယ်ငွေရောင်အသင်းနဲ့ရင်ဆိုင်ခဲ့ရပြီးသူမကိုယ်တိုင်တီထွင်ထားတဲ့ရွှေရွက်တိုင်းကွက်ကိုအသုံးပြုခဲ့ပါတယ်သူမကငွေရောင်အသင်းကိုသမားရဲ့ရှုံးပွဲမရှိဒဏ္ဍာရီကိုကန်ချက်တစ်ချက်တည်းနဲ့ရိုက်ချိုးခဲ့ပြီးဒါရှအတွက်ပထမဆုံးကမ္ဘာအဆင့်အောင်ပွဲကိုယူဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့ဒါကရှန်ကျင်းလုပ်ငန်းစုကြီးဦးဆောင်တဲ့လုပ်ငန်းစုအများပြားကိုဒေါသထွက်စေခဲ့ပြီးသူတို့ကိုမြေအောက်လောင်းကစားမှာတန်းထောင်ပေါင်းများစွာဆုံးရှုံးစေခဲ့ပါတယ်ရှန်ကျင်းလုပ်ငန်းစုကအမျိုးသမီးကိုနာမည်ပြက်စရင်သွင်းပြီးလိုက်လံတက်ဖြတ်ဖို့လူတွေချက်ချင်းစေလုပ်ခဲ့တယ်အစိတ်ခတ်ခံရပြီးမျောလင်းချက်မဲ့စွာနဲ့သူမအမျိုးသားဝစ်လဲခန်းတစ်ခုထဲမှာမတော်တဆပုံအောင်မိခဲ့ပြီးအဲ့ဒီမှာအမျိုးသားတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်မျက်စိတမိတ်တွင်းမှာပဲ16နှစ်ကုန်လုံးသွားခဲ့တဲ့အမျိုးသမီးကအဲ့ဒီတုန်းကရှန်ကျင်းရဲ့လိုက်လံဖမ်းဆီးမှုကနေလွတ်မြောက်နိုင်ခဲ့ပေမဲ့ဘေးကင်းဖို့အတွက်အထူးသဖြင့်အခုသူမမှာသမီးတစ်ယောက်ရှိနေပြီမို့လို့တန်ရှင်းရေးလုပ်သားတစ်ယောက်ဖြစ်အမည်ဖုံးကွယ်နေထိုင်ခဲ့ရပါတယ်ဒီနေ့မှာငွေရောင်မျိုးသမီးအသင်းကစပိန်ကိုဓာတ်ရိုက်ထုတ်လွှင့်မှုကနေတဆင့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတရက်ထပ်မံပြုလုပ်ခဲ့ပါတယ်။ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကအမျိုးသမီးကိုရှာဖွေဖို့အစွမ်းကုန်ကြိုးစားရန်သူ့လက်အောက်ငယ်သားတွေကိုအမိန့်ပေးခဲ့တယ်။ဘာလို့လဲဆိုတော့သူမကသာစပိန်ရဲ့ဂုဏ်သိက္ခာကိုကာကွယ်နိုင်မှာမို့လို့ပါတစ်ချိန်တည်းမှာပဲအမျိုးသမီးကရုပ်တံပေါ်ကထုတ်လွှင့်မှုကိုမြင်တွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကသူ့အရေးချင်းတွေအတိမတ်ပြုခံရပြီးလေ့ကျင့်ရေးစခန်းတစ်ခုကိုဝင်ရောက်ဖို့ဖိတ်ကြားခံရကြောင်းသူ့အမေကိုပြောပြခဲ့တယ်။အမျိုးသမီးကဒီအတွက်အယံဝမ်းသာသွားခဲ့တယ်နောက်တနေ့ကွင်းထဲမှာလေ့ကျင့်နေတော့ကောင်မလေးဟာဆင်းရဲတဲ့မိသားစုကလာပြီးတခြားသူတွေလိုလေ့ကျင့်ရေးဝတ်စုံမတက်နိုင်တဲ့အတွက်ကြောင့်ကောင်မလေးဆိုတယောက်ရဲ့လှောင်ပြောင်မှုကိုခံခဲ့ရတယ်ဒါကကောင်မလေးဆိုကိုကောင်မလေးနဲ့အတူလေ့ကျင့်ရတာဟာသူတို့အဆင့်တန်းကိုနှိမ့်ကျစေတယ်လို့ခံစားရစေခဲ့တယ်သူမကကောင်မလေးအမေတန်ရှင်းရေးသမားဖြစ်တာကိုတောင်လှောင်ပြောင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကြောက်ကြီးလျှောက်လာခဲ့တဲ့ကောင်မလေးဆိုကအပြစ်ကင်းစင်ဟန်ဆောင်ပြီးအပြေးသွားကကောင်မလေးကသူမကိုအနိုင်ကျင့်နေတယ်လို့ပြောဆိုပြီးလေ့ကျင့်ရေးစခန်းကနေထုတ်ပစ်ဖို့တောင်းဆိုခဲ့တယ်ဒါပေမဲ့နီးပြကကောင်မလေးရဲ့အရေးချင်းကိုအတိမတ်ပြုပြီးခိုင်မာစွာကန့်ကွက်ခဲ့တယ်။ဒါကိုမြင်တော့ကောင်မလေးဆိုကကောင်မလေးကိုပွဲတစ်ပွဲရှင်ပြိုင်ဖို့စိန်ခေါ်ခဲ့တယ်။အနိုင်ရသူကသာစခန်းမှာဆက်နေခွင့်ရမှာပါ။ဒါပေမဲ့ပွဲစတင်တဲ့အခါကောင်မလေးရဲ့စွမ်းဆောင်ရည်ကလူတိုင်းကိုမှင်သက်သွားစေခဲ့ပါတော့တယ်